စားကတူတယ်ဆိုပေမဲ့ရွယ်လေးရောက်လာတော့အပေါင်းအသင်းများနဲ့ကွယ်ချင်းတွေရမခွဲလို့မဖြစ်တဲ့အကြောင်းတရားဘာလို့လဲတွေ့ကြည့်တယ်လို့တော့မထင်ပါနဲ့ဒီကြောင့်တော့ကြီးတဲ့ရောက်ရှိစားကထူတယ်ဆိုပေမဲ့အခုချိန်များမှာတော့အပေါင်းအသင်းများနဲ့ကွယ်အခြေအနေမတူတော့တန်ပညာများအရာကွယ်ပြနေပေမဲ့တူနဲ့ချင်းပါပဲစဉ်းစားကြည့်ပါတငယ်တလေးရာခွဲခွာခြင်းဆုံးတွေ့ဆုံးခြင်းစားတွေ့ရင်ဝမ်းနဲ့ဝမ်းလေသာဆုတောင်းပေးမယ်မင်းတို့ရဲ့ဘဝဒါရလာပါစေများရောက်ကြပြီကွာကဘာမြေတဲ့ရောက်ရှိစားကတူတဲ့ဆိုပေမဲ့ရွယ်လေးရောက်လာတော့အပေါင်းအသင်းများနဲ့ကွယ်အခြေအနေတွေရမကွယ်လို့မဖြစ်တဲ့အကြောင်းတရားပါတော့လေ